စင်များသူတောတာရှင်များအတွေ့လွမ်းလာပါပြီအမေသားဆိုတဲ့တေးကိုဒီဒီရဲ့မျိုးကြော်ကြော်ကတီးဆိုထားပါတယ်ဂီတစာဆိုကတော့အောင်ကျော်တို့မဲ့ဖြစ်ပါတယ်ရှင်အနေလန်းလာကြောင့်အမေလွမ်းနေဆိုလို့တန်းငယ်ဘဝင်မှာဖို့အမင်းကိုနေမလားကွယ်မွေးမေမင်းကိုနေမလားကွယ်မလာနိုင်အာဟာရဖြင့်ကြာမြင့်တဲ့ရက်တွေလာတွေရည်တွက်လို့ချင်းမကုန်နိုင်ပါရဲ့တကုံမြိုင်မှာအမေပြောက်လို့ຫນွေရောက်ရင်တရားသာငိုတဲ့လွန်ချင်းငယ်ကလေးလူအမေကိုလေလွမ်းလာတယ်အနေလန်းလာကြောင့်အမေလွမ်းနေဆိုလို့တန်းငယ်ဘဝင်မှာဖို့အမင်းကိုနေမလားကွယ်မွေးမေမင်းကိုနေမလားကွယ်မလာနိုင်အာဟာရဖြင့်ကြာမြင့်တဲ့ရက်တွေလာတွေရေတွက်လို့ချင်းမကုန်နိုင်ပါလေရကုံမြိုင်မှာအမေပြောက်လို့ຫນွေရောက်ရင်တစားစားငိုတဲ့လွန်ချင်းငယ်ကလေးလူအမေကိုလေလွမ်းအမေသိအောင်ပြောပြမယ်တမိပေါင်းကိုတယောက်ထူးကျုံတဲ့အမေသားလူရင်းမှုကြာရတာဝန်ကြည်ပြုံလို့ရဲ့မြို့ပြပြည်ပါအမိနိုင်ငံသားရည်ဦးစားပြီးလို့ဆောင်ရွက်ထားတွေမွေးမေမေကိုယူနိုင်အမေသားမောင်ကြိုးစားပါမယ်အမေနဲ့ရွာကိုတမ်းမောင်လွမ်းသမျှအတူချလို့ကျင်နဲ့ရစီမေ